hello မင်္ဂလာပါခင်ဗျဒီနေ့ညနေခင်းတော့ကျွန်တော်ဒီပေါ့နော်ကျွန်တော်ရန်ကုန်မှာ36လမ်းအလဲဘလော့မှာရှိတဲ့ကျွန်တော်ချင်းစပူဒီဆိုင်ကိုကျွန်တော်ခေါ်သွားပေးမယ်နော်ကဲဒီဆိုင်မှာဝင်လိုက်တာနဲ့ကိုreception desk ဘယ်ဘက်မှာရှိပါတယ်သူတို့က POS system ကိုကင်ပြီးတော့order ကိုလည်းမစားမတော့ခင်မှာအကုန်လုံးorder မှာထားပြီးတော့ကိုနေရာနေထိုင်ပြီးတော့ကျွန်တော် order စောင့်ရမှာပဲခင်ဗျအစားအသောက်တွေကလည်းထင်တဲ့ကိုမြန်ဆန်ဆန်နဲ့ရောက်လာပါတယ်ကျွန်တော်ကတော့အကြိုက်ဆုံးကသူတို့ပြောင်းမှုတဲ့မှာsubject လို့ခေါ်တဲ့ဥခါပေါ့နော်ဥခါဟင်းရည်လေးနဲ့တွဲပဲပြီးတော့စားဖို့ကကြတော့အမေသားကြော်လေးတစ်ပွဲမှာလိုက်ပါတယ်ကျွန်တော်အခုကကြတော့တင်ခင်းထားတဲ့ဟင်းပွဲကိုကျွန်တော်ကဟင်းရင်မအေးခင်မှာပေါ့နော်စားလိုက်ပါပြီကဲဒီမှာကြတော့ကျင်းပွဲအနေနဲ့ကြတော့အမဲသားကမစိုးပါဘူးသူတို့ခက်ချွတ်ချွတ်လေးတော့ကြော်တတ်ပါတယ်နော်ဒါပေမဲ့ဟိုဟာဟင်းရည်မှာကြတော့လေအယိုးပြုတ်ကျွန်တော်ဆိုအယိုးပြုတ်ရေကိုပို့ပြီးများသုံးတာပေါ့နော်သူတို့ဒီမှာကြတော့ပပလေးသုံးပေးထားတယ်ဒါပေမဲ့သူတို့ရ suggest ပေါ့သူတို့ဦးဆုံးဦးတက်ပေါ့နော်သူတို့အပေါ်မှာပြန်ပြီးတော့ဖြူချပေးတဲ့သဘောမှာဆိုတော့ဟင်းပွဲအနေနဲ့ကြတော့အများအတွက်ဆိုတော့လဲcommercial size နဲ့ item အနေနဲ့တွားကြတာပေါ့နော်ခြုံပြီးပြောကျွန်တော်ကတော့လေservice ကိုself service အနေနဲ့မလုပ်ထားဘဲနဲ့တော့ကို table မှာလာပြီးတော့ menu တွေချပြပြီးတော့waiter waitress တွေကလေကျွန်တော်ကြိုက်တဲ့ item လေးတွေကိုကိုစား order ပေးရင်တော့ပို့ပြီးအဆင်ပြေမယ်လို့တော့ကျွန်တော်အကြံပြုချင်ပါတယ်ဘာလို့လဲဆိုရင်ကျွန်တော်ကကြတော့ one stop အနေနဲ့အစအဆုံးကိုကတခါတည်းမှာထားလိုက်ရင်တော့ fast food လို့ပေါ့နော်မှာထားလိုက်ရင်တော့အဆင်ပြေတယ်ဒါပေမဲ့ကျွန်တော်စားနေရင်တန်းလန်းနဲ့ချင်လွန်းဆက်လွန်းနဲ့ရေတွေပါတွေထဝယ်ချင်တာတို့ဖြော်ရည်တွေထမှာချင်တာလို့ဆိုတော့ကိုယ့်အကိုထပြန်ထပတ်စံသွားရှင်ပြန်ထိုင်ပြန်စားအဲ့ဒါကြောင့်အဆင်မပြေဘူးပေါ့နော်အတူတပြင်းကြတော့ကောင်တာမှာလူများနေတယ်ဆိုရင်ကိုကတန်းစီရင်တန်းလန်းစားလက်စားတန်းလန်းနဲ့ဆိုတော့အဲ့ဒါလေးကတော့အားနည်းချက်လေးနည်းနည်းအနေနဲ့ကျွန်တော်တို့မြင်ပါတယ်ကျန်တဲ့အခြေအနေကတော့အကုန်လုံးတော့ကောင်းတယ်လို့ကျွန်တော်တို့သုံးသပ်ချင်တယ်ပေါ့နော်အရာတာပိုင်းမှာဆိုရင်လည်းအားနည်းချက်တော့မရှိပါဘူးသူတို့အမဲသားဆိုရင်လည်းကျွတ်လေးနဲ့နိုင်နေကြော်နိုင်ပါတယ်သူတို့ကဟိုဘောဘာကောမလဲပြောင်းမှုကိုကောင်းနိုင်တယ်ပေါ့နော်ပြောင်းမှုကကြတော့ new e နေအောင်သူတို့ချက်နိုင်တယ်ဆိုတော့ပြောင်းမှုကကြတော့မချက်တတ်ဘူးဆိုရင်လေပွားတတ်တယ်နော်စားပြီးသွားရင်လေပြောင်းမှုချက်တာကိုတော့သူတို့ကျွမ်းကျင်နိုင်နေတယ်သူတို့ချပေးထားတဲ့ဘာကောလဲဂျင်းထောင်းလေးပေါ့နော်အဲဒါဆိုရင်လည်းဆက်လေးနဲ့တော်တော်ကိုအဆင်ပြေတယ်နောက်သူတို့ကတံပြာသီးစိတ်လေးလည်းချပေးထားတယ်ပေါ့အချင်းစားချင်တယ်လို့ပြီးတော့သူတို့ချပေးထားတဲ့ငရုတ်သီးဆိုရင်လည်းအဆက်ကကြတော့ medium ပေါ့နော် medium လေးပဲဆိုတော့အဆင်ပြေတယ်အရင်ကြီးလည်းမဆက်ဘူးပေါ့ဘာပဲပြောချင်းပြည်နယ်မပြန်နိုင်ပဲနဲ့ချင်းတောင်အလွမ်းပြေပြောင်းမှုပြုတ်စားခြင်းတယ်ဆိုရင်တော့ကျွန်တော်ရန်ကုန်မြို့မှာ36လမ်းအလဲဘလော့ဆိုတော့မဟာဗန္ဓုလနဲ့အနော်ရထာဂျာအနော်ရထာလမ်းဘက်ကိုပို့ကတ်တယ်ခြေအိုးဘရင်ရဲ့ဘေးပေါ့နော်ခြေအိုးဘရင်ခြေအိုးဆိုင်ကြီးရဲ့ဘေးနားမှာသူတို့က blessing chin food ဆိုပြီးတော့သူတို့ရောင်းချပါတယ်
ဒီနေ့ကျွန်တော်တဲ့ရုံးကိစ္စတွေပြီးပြီးတော့သွားတဲ့အချိန်မှာမီးပြတ်တော့လေ